ကဲဇပ်ပို့စစ်ကိုမရတဲ့အတွက်ရင်းထဲမှာခံစားပြီးတော့အမေထွက်လာတာအမေကကိုမရတာဒီလောက်ဝင်းမနေဘူးတကယ်တော်ပြီးတော့တကယ်အနှစ်တွေမရပဲနဲ့အကာတွေဟာမလီပြုလို့ပြတယ်တကယ် steady နဲ့ step by step ရင်းထဲမှာခံစားရတာစလို့တကယ်ဟာကြတော့မလားမဟုတ်တဲ့ဟာကြတော့ရတယ်တကယ်လို့မရတဲ့လူဆိုလို့မျိုးရင်းခေါအောင်မလုံးနဲ့လေတကားလောက်ပြလိုက်တကားကိုခွင့်လွှတ်လိုက်တကားပဲပြပေးချင်တဲ့လူပေးလိုက်အခုတော့လူတွေကလူဆိုတာမျောလင်းချက်ရှိကြတယ်အမေသာမျောလင်းချက်မရှိတာဘာလို့မျောလင်းချက်ထားရင်ယောဂရအဲကြောင့်မျောလင်းချက်လည်းမထားဘူးရဖို့လည်းမမျောမအောင်ရမယ်လို့လည်းကိုယ့်ကိုမထင်တော့ဘူးဘာလို့သင်္ခါရတယ်အမေကမနေ့မှသိမလားဘက်ကသိမလားမသိဘူးသေမပေးတဲ့အကယ်ဒမီဆိုတာလည်းအလကားပဲလူတိုင်းကသေမရသွားတာတွေလည်းရှိတယ်တောင်းလို့ရတာလည်းရှိတယ်အကကောင်းလို့ရတာလည်းရှိတယ်အဲ့တော့လူတွေကသူ့အမြင်တစ်မျိုးကိုယ့်အမြင်တစ်မျိုးနဲ့ကံပါလို့ရတာလည်းရှိတယ်အဲ့တော့ဘယ်သူမှလည်းအပြစ်မတင်ပါဘူးဒါပေမဲ့အနှစ်နဲ့အကာဆိုတော့ခွဲခြားရစေခြင်းနဲ့ပေါ့နော်အဲ့တော့ဘာဖြစ်ကိုစင်မယုံကြည်ပြလိုက်ဟိုလူယုံကြည်ပြလိုက်သူတို့ပြေးတော့ချားဆိုတော့သူတို့ဘယ်လိုခံစားရမလဲလေကာယကရှင်ဘယ်လိုခံစားရမလဲအခုကကြတော့ဟာရင်ထဲကတော်တော်မကောင်းတာပါအဲ့ဒါကြောင့်မခံစားနိုင်လို့ထွက်ပြီးသေးပေါက်မဲဆိုပြီးထွက်ပြီးတော့ကော်ဖီတောက်ပြီးစိတ်ကိုဖြေးနေတာအဲ့တော့လောကကြီးမှာအမှန်တရားတွေပဲဖြစ်ပါစေလူတိုင်းဟာညှော်နှင်းချက်မထားကြနဲ့ဇာတ်ဖို့တွေခုတော့မလုပ်ဖို့ဒီလူကိုပေးမယ်ပြောပြီးလို့ရှိရင်တကားပဲထက်ဟိုဟာထက်ဒီဟာထက်ရှောက်ပြီးဟိုလူကဟိုလိုဒီလူကဟဲ့ငါပါလဲအင်းစိတ်ကူးရင်ဒါမှစိတ်ကူးမြင်ညာနဲ့နော်ဘလောက်ပဲနာမည်ကြီးရခြင်းမရတာဘလောက်ကြီးဟာဘယ်ကနေပါလာပြီးပါနေပြီးသူကသူပါခြင်းမပါခြင်းဒီအရန်ပါခြင်းအင်တာနက်တော့ပါချလိုက်တော့